မိုးရာသီမှာတွင်းလုံတုပ်ကွေးအန်နယ်ကနေသားသမီးတွေကိုဘယ်လိုကာကွယ်ကြမလဲအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့မိုးရာသီမှာအဖြစ်များလေရှိတဲ့တွင်းလုံတုပ်ကွေးယောဂအကြောင်းကိုကျန်းမာရေးဗုဒ္ဓအနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်အခုလိုမိုးရာသီမှာမိဘတွေအကြောက်ဆုံးကတွင်းလုံတုပ်ကွေးယောဂဖြစ်ပါတယ်ဒါပေမဲ့လူတော်တော်များများကတော့ဖျားတာတစ်ခုတည်းကိုပဲကြည့်ပြီးတော့တာမန်တုပ်ကွေးနဲ့မှားတတ်ကြပါတယ်ဒါဟာကလေးတွေအတွက်အရန်ကိုအန္တရာယ်များပါတယ်။အဲ့တော့ဘယ်လိုမျိုးယောဂလက္ခဏာတွေရှိလာရင်သွေးလွန်တုပ်ကွေးယောဂကိုတန်တရားဝင်သင့်တယ်လဲဆိုတာနဲ့သွေးလွန်တုပ်ကွေးယောဂမဖြစ်အောင်ဘယ်လိုမျိုးတတိထားနေထိုင်ရမလဲဆိုတာတွေကိုကျန်းမာရေးဗုဒ္ဓအနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်။ဘယ်လိုမျိုးယောဂလက္ခဏာတွေရှိလာရင်သွေးလွန်တုပ်ကွေးယောဂကိုတန်တရားဝင်သင့်တယ်လဲဆိုလို့ရှိရင်အပြင်းဖျားတာမျိုးတွေမျက်လုံးအိမ်တွေမျက်ရိုးတွေကိုက်တာမျိုးတွေအဆစ်အမြစ်ကိုက်ခဲတာမျိုးတွေဖြစ်တတ်ပါတယ်။ပြီးတော့အားလုံးသိကြတဲ့အတိုင်းပဲခန္ဓာကိုယ်မှာအနီစက်တွေထွက်လာတာမျိုးတွေပြို့တံအန်တာတွေနဲ့အစားအသောက်ပြတ်တာမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်တော့သွေးလွန်တုပ်ကွေးယောဂါကိုတန်တရားဝင်သင့်ပါတယ်။အထူးသဖြင့်ဗိုက်အရန်အောင့်လာတာမျိုးတွေအဆက်မပြတ်ထောက်လျှောက်အန်နေတာမျိုးတွေဒီတဖုံးတွေနှာခေါင်းတွေကနေသွေးယူလာတာမျိုးတွေတစ်ခါတလေမှကလေးကအရန်နှုံးခွေနေတာမျိုးတွေတစ်ခါတလေမှာတော့ကနာမငြိမ်ဖြစ်တာမျိုးတွေခြေပြားလက်ပြားတွေအေးဆက်လာတာမျိုးတွေနဲ့အသက်ရှူမြန်တာမျိုးတွေရှိလာပြီဆိုလို့ရှိရင်တော့လုံးဝမပေါ်စားသင့်ပါဘူး။နီးစပ်ရာဆေးရုံဆေးကန်းကိုတွားပြီးတော့အမြန်ဆုံးကုသမှုခံယူဖို့လိုအပ်ပါတယ်။ဒီနေရာမှာမိဘတွေအမှားဆုံးအချက်တစ်ခုရှိပါတယ်။ဒါကတော့ကလေးအဖျားမကြောက်ဘူးဆိုပြီးတော့ဒီ ibuprofen လို့ခေါ်တဲ့အကိုက်ခဲပျောက်ဆေးကိုဒီဆရာဝန်ခွင့်ပြုချက်မပါဘဲနဲ့လုံးဝမတိုက်သင့်ပါဘူး။သွေးယူစီးမှုတွေကိုပိုဆိုးစေနိုင်ပြီးတော့အသက်အန္တရာယ်ရှိစေနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အထူးသတိထားသင့်ပါတယ်လုံးဝမပေါ်စားသင့်ပါဘူးအဲ့တော့တွင်းလိုတုပ်ကွေးယောဂမဖြစ်အောင်ဘယ်လိုမျိုးသတိထားရမလဲဆိုလို့ရှိရင်တော့အရေးကြီးဆုံးအချက်ကတော့ခြင်ကိုက်မခံရအောင်သတိထားပေးဖို့လိုပါတယ်ခြင်ကိုက်မခံရဘူးဆိုလို့ရှိရင်သွေးလွန်တုပ်ကွေးယောဂကဖြစ်เสียအကြောင်းလုံးဝမရှိပါဘူးအဲ့တော့မိမိတို့ရဲ့ရင်သွေးတွေမိမိတို့ရဲ့ကလေးငယ်တွေကိုအတက်နိုင်ဆုံးအင်ကြီးလက်ရှိဘောင်းမီလက်ရှိလေးတွေအတက်နိုင်ဆုံးဝတ်ဆင်ပေးပါပြီးတော့မိမိတို့ရဲ့ကလေးငယ်တွေအိပ်ဆက်တဲ့အချိန်မှာလည်းအတက်နိုင်ဆုံးခြင်ထောင်လေးတွေနဲ့အိပ်ဆက်စေချင်ပါတယ်ခြင်ထောင်ထောင်ပေးတာမျိုးလုပ်ပေးပါပြီးတော့ဒီ mosquito repellent လို့ခေါ်တဲ့ခြင်ဆေးလေးတွေဒီခြေလက်လေးတွေမှာလိမ့်ထားပေးလို့လည်းရပါတယ်နောက်တစ်ချက်ကတော့ဒီခြင်ပေါက်ဖွားနိုင်တဲ့နေရာတွေကိုအတက်နိုင်ဆုံးရှင်းလင်းထားပါမိမိတို့အိမ်ကိုလေဝင်လေထွက်ကောင်းအောင်အလင်းရောင်ကောင်းကောင်းရရှိအောင်ဖန်တီးထားပါသွေးလွန်တုပ်ကွေးယောဂကအသက်အန္တရာယ်အထိစိုးရိမ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝမပေါ်စားသင့်ပါဘူးအထူးသတိထားဖို့အတွက်တိုက်တွန်းချင်ပါတယ်အဲ့တော့ကျွန်တော်အခုဝေမျှပေးခဲ့တာလေးတွေကကိုယ့်အတွက်ဘူးတူတာရတဲ့အသိပညာတစ်ခုခုရတယ်လို့ထင်ရင် like လုပ်ခဲ့လို့ရပါတယ်အသေးပေးခဲ့လို့ရပါတယ်တခြားသိချင်တာတွေမေးချင်တာတွေရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်တခြားသူတွေမိတ်ဆွေတငယ်ချင်းတွေသိရအောင်လည်းဝေမျှပေးခဲ့ကြပါဦးအားလုံးပဲကျမ်းမာသောခန္ဓာချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးပါ